ရွှေဖန်ရဲ့တရားချစ်ခင်သူတော်စင်အပေါင်းတို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒုတအရှင်စေကိန်းနာဟောကြားတော်မူအပ်သောဘဝဖြောင့်ကြောင်းတစ်စိတစ်စောင်းတရားတော်အပိုင်းတစ်ကိုနာကြားရတော်မှာဖြစ်ပါတယ်ရှင်လူတိုင်းကလူဆိုတာကလည်းလူအမျိုးမျိုးစိတ်အထွေထွေလူမျိုးမရွေးဘာသာမရွေးနေရမရွေးညားလိုက်တဲ့လူတွေအများကြီးနေကြထိုင်ရတဲ့ခါကြတော့လေသူ့အရက်ဒေတာနဲ့သူနေကြတာအများကြီးဘယ်သူတွေဘလောက်ပဲဘလို့နေရာမှာနေဘလို့အဆောက်အဦတွေမှာပဲနေလူတိုင်းနေခဲ့ရတဲ့အိမ်တစ်ခုရှိတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဘယ်အိမ်လဲဆိုရင်အမေရဲ့ဝမ်းပိုက်လို့ခေါ်တဲ့အိမ်အဲ့ဒီအိမ်ထဲမှာနေကြရလူမျိုးချင်းမတူလဲပဲနေခဲ့တဲ့အိမ်ကတော့တူတာပဲဘာသာချင်းမတူလဲပဲနေခဲ့တဲ့အိမ်ကတော့တူတာပဲအဲ့ဒီအိမ်နဲ့ပတ်သက်ပြီးတော့လူတိုင်းနေခဲ့ကြတဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပြောရင်တဘာဝကြီးကလည်းအံ့ဩစရာဒီသားသမီးလို့ခေါ်တဲ့နေတဲ့သူနဲ့မိဘလို့ခေါ်တဲ့အိမ်ရှင်ဝမ်းပိုက်ပိုင်ရှင်နဲ့ဘလို့ဆက်တယ်လဲဆိုတာကလည်းအံ့ဩစရာဘုံမတို့အနေနဲ့ပြောပြရင်တော့သုံးလောကထထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဖယားအဖြစ်ကိုရောက်တော်မူမဲ့နောက်ဆုံးဘဝမှာလည်းပဲခမည်းတော်သုတ္တရဏမင်းကြီးနဲ့မေတော်မာယာသူတို့နှစ်ဦးရဲ့တန်တန်မှာမေတော်မာယာရဲ့ဝမ်းကြံတိုင်းမှာနေခဲ့ရသေးတာအဲ့ဒီနေပုံတွေနီးနဲ့ကိုနေပုံတွေနီးအများလူတွေနေပုံတွေနီးနဲ့တော့နေတာချင်းတော့တူတယ်နေပုံတွေနီးချင်းကွာစပြီးတော့ပြောရရင်တော့ဘုန်းတော်ကြီးမြတ်စွာဘုရားတုတိတနတ်ပြည်မှာသတင်းသုံးနတ်သားဘဝနဲ့လောကကြီးမှာဖယားမရှိရင်တော့ပျက်စီးတော့မှာပဲဖယားမပွင့်ပေါ်ရင်တော့ပျက်စီးတော့မှာပဲလောကပါဠိဆောင်းလျှောက်ကြတဲ့မြမာကြီးတွေကနတ်မြမာကြီးတွေကဖယားအလောင်းတော်ကိုတောင်းပန်လို့မှလူပြည်ဌာနလူလောကကိုဆင်းပြီးတော့လူသားတိုင်းတတ္တဝါတိုင်းလူသားတိုင်းလို့ပြောရမှာပေါ့လေနေရတဲ့အမိအိမ်ကိုယူရတာဒီတိုင်းမနေယူရတာယူရတော့မှကြည်ချင်းကြီး၅ပါးနဲ့ကြည်တယ်ကြည်ချင်းကြီး၅ပါးနဲ့ကြည်တဲ့နေရာမှာနတ်ပြည်ကဆုတည်ပြီးတော့လူပြည်ကိုနေတဲ့အချိန်ဟုတ်သလားနားလည်လွယ်အောင်ပြောရင်တော့ဒီအဖေဒီအမေနဲ့ငါအဖေအမေတော်သင့်လားမတော်သင့်ဘူးလားကြည့်ဒီအဖေဒီအမေနဲ့ငါဖျားအလောင်းတော်နတ်သားဟာအဖေအမေတော်သင့်သလားဒါကြည့်ပြီးတော့မှတော်သင့်တယ်လို့ဆုံးဖြတ်ပြီးတော့မှမေတော်မာယာရဲ့ဝမ်းကြံတိုက်ကိုကိန်းအောင်တာကိန်းသက်တာမေတော်မာယာ